ဒီနေ့တော့ကျွန်တော်တို့တော်တော်လေးကိုရှုပ်ထွေးပြီးစေကွင်းစာဟိုးကောင်းတဲ့ဇလန်တစ်ပုဒ်ကိုအတူတူကြည့်ကြရအောင် 12K မြေထားရက်ကွက်ဆိုတဲ့ရုပ်ရှင်ဇလန်ပေါ့ရိုးရိုးလေးနဲ့ချစ်စရာကောင်းတဲ့အချစ်ဇလန်တစ်ခုကနေဘလို့လို့ပြီးသွေးပစ်စရာကောင်းတဲ့လူတက်မှုတွေနောက်ပြီးတရက်တစ်ဆယ်ရဲ့အထိပါဝင်လာတဲ့လူဝတ်စမ်းကျင်မှုခင်းဇလန်ကြီးခုဖြစ်သွားရတာလေကဲကျွန်တော်တို့နဲ့အတူဒီဇလန်ရဲ့အတွင်းဆုံးထိလိုက်ပါပြီးစူးစမ်းကြည့်လိုက်ကြရအောင်ဇလန်ကိုတကယ်တမ်းမစခင်မှာစဉ်းစားကြည့်လို့တောင်မရနိုင်တဲ့မေကွန်းတစ်ခုနဲ့အစာဖြူလိုက်ချင်ပါရဲ့လူတစ်ယောက်ကတေးသွားပြီတည်သွားပြီးတဲ့နောက်မှာသူ့ကိုတတ်သွားတဲ့လူသက်သမားကိုသူ့ကိုယ်တိုင်ကပြန်ပြီးလို့ဖော်ထုတ်ပေးတဲ့ဆိုတာဖြစ်နိုင်မှာမလားဒါလုံးဝကိုမဖြစ်နိုင်ဘူးလို့ထင်ရပါမယ်ဒီရုပ်ရှင်ရဲ့ဇလန်တစ်ခုလုံးကိုဆွဲခေါ်သွားမဲ့အဓိကတော့ချက်ကထားပါပဲကဲ ANF Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီရှုပ်ထွေးလာတဲ့ဇလန်ရဲ့အဖြစ်ကိုကျွန်တော်တို့နဲ့အတူအဆုံးထိလိုက်ပါရှာဖွေဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ပြီပထမဆုံးအနေနဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ဒီမဖြစ်ခင်ကဇလန်ရဲ့အဓိကဇက်ဆောင်နေနဲ့သူတို့ရဲ့ယူရှင်းတဲ့ဘဝလေးအကြောင်းကိုအရင်ဆုံးပြောပြခြင်းပါတယ်။ဘာလို့လဲဆိုတော့အရာအလုံးကဒီချစ်ဇလန်လေးကနေမဲ့အစပစ်ခဲ့တာကိုဇလန်ရဲ့အထီးကဇက်ကောင်ကတော့ကားတဲ့လို့ခေါ်တဲ့ကောင်လေးတယောက်ပေါ့သူကမိဘမဲ့တယောက်ထိပြီးတော့ဘဝကိုလည်းအပူပင်းတိမရှိပဲဖတ်တတ်နေတာသူ့ဘဝတစ်ခုလုံးရဲ့ဗဟိုချက်ကသူ့အိမ်နေချင်းမလေးအာရသနာအပေါ်မှာပဲရှိနေတာပါအာရသနာကတော့သူ့လိုမဟုတ်ဘူးသူမှကြီးမားမားအိမ်မက်တစ်ခုရှိတယ်အဲ့ဒါကတော့ဟော်ကီအားကစားသမားကောင်တယောက်ထိဖို့ပဲဒါကြောင့်လည်းအစပိုင်းမှာကားစေးရဲ့အချစ်ကိုလုံးဝကိုအဖက်မလုပ်ဂယုမဆိုင်ခဲ့ပါဘူးသူတို့နှစ်ယောက်ရဲ့ကဘာကအစပိုင်းမှာလုံးဝကိုကွဲပြားခြားနားနေကြတာပေါ့ဒီနေရာမှာပဲဇလန်ရဲ့ပထမဆုံးသောပြဿနာကစလာပါတယ်အာရဒါနာကသူ့ရဲ့ဟော်ကီကစားသမားဖြစ်ချင်တဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုဝင်လာမှာပါအဲ့ဒီပြိုင်ပွဲဝင်ဖို့အတွက်ငွေ3ထင်းထင်းမနေလိုအပ်နေခဲ့တယ်ဒီငွေပမာဏဟာသူ့ဘဝရဲ့အနာဂတ်တစ်ခုလုံးကိုပြောင်းလဲပေးနိုင်မြတ်တော့တစ်ချောင်းလိုဖြစ်နေခဲ့တာပါကံကြမ္မာရဲ့မဲလေးလူပဲပြောရမလားပဲကားတဲ့ကြောင့်ဖြစ်သွားတဲ့မတော်ရစားမှုတေးသေးလေးတစ်ခုကအာရီတနာရဲ့သူ့အပေါ်ထားတဲ့အမြင်ကိုပြောင်းလဲသွားစေခဲ့တယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကြားမှာတန်ရောစင်လေးတွေစပြီးဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြောစရာကောင်းတဲ့ချင်းလေးတွေကကြာကြာမခံခဲ့ပါဘူး။သူတို့နှစ်ယောက်မတီးလိုက်တဲ့နောက်ကွယ်မှာရက်ွက်ရဲ့မောင်လောကကိုစုံမိုးထားတဲ့လူမိုက်ကြီးတီလူဆိုတဲ့အရင်မိကြီးကသူတို့ရဲ့ဘဝတွေကိုဖြည်းဖြည်းနဲ့ဝင်ရောက်လာနေခဲ့ပါပြီ။အာရလာကိုကူညီချင်းတဲ့စိတ်တစ်ခုတည်းနဲ့ဘာမှမမြင်တော့တဲ့ကားသိမ်းထားငွေ3သိန်းရဖို့အတွက်တီလူစီကအန်ဒီရများရဲ့အလုံးတစ်ခုကိုလက်ခံလိုက်မိတယ်။ဒီပါဆက်ထုတ်ကိုယူသွားဘသူမှမသိအောင်ဝတ်ထားလိုက်ဆိုတဲ့တီလူရဲ့စကားတစ်ခွန်းကသူ့ရဲ့ဘဝတစ်ခုလုံးကိုအမောင်နဲ့ဆွာချသွားမဲ့အစားဆိုတာကိုတော့အဲ့ဒီချိန်မှာသူလုံးဝမသိခဲ့ပါဘူး။ဟုတ်ပြီဒီနေရာကနေစပြီးတော့ဇက်လန်ကတမျိုးပြောင်းသွားပြီ။ချစ်စရာကောင်းတဲ့အချစ်ဇက်လန်လေးကနေတ냐တဲ့နဲ့သွေးပြက်ထိန်လန်းစရာကောင်းတဲ့လူသမှုဇက်လန်တစ်ခုဖြစ်လုံးဝကိုပြောင်းလဲသွားတော့တာပါပဲ။ကားတဲ့ကအာနထနာတို့အိမ်မှာဘဘူးမှမရှိဘူးလို့ထင်ပြီးတော့တီလူပေးလိုက်တဲ့ပါစယ်ထုတ်ကိုတိတ်တိတ်လေးဝင်ဖတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အိမ်ထဲကိုခြေချက်လိုက်တာနဲ့တခုခုတော့မားနေပြီဆိုတာကိုသူခံစားလိုက်မိတယ်။အိမ်ကမီးတွေမောင်မိုက်နေပြီးထူးဆန်းတဲ့တိတ်ဆိတ်မှုကစိုးမိုးနေတယ်။အဲ့ဒီအချိန်မှာပဲအိမ်ထဲမှာကြောက်လန့်တကြားနဲ့ပုံနေတဲ့အာနထနာကိုတွေးလိုက်ရတဲ့အခါသူတော်တော်လေးကိုအံ့ဩသွားခဲ့ပါတယ်။အပေါ်ထက်ကနေထူဆန်းတဲ့အတန်ကြီးကြားရတော့သူလဲတက်ကြည့်လိုက်ရောပထမဆုံးသူမြင်လိုက်ရတဲ့မြင်ကွင်းကတော့အာရတနာရဲ့အမိဟာသွေးအိမ်ထဲမှာလဲကျနေတာပါပဲ။ဒါပေမဲ့အဲ့ဒါထက်ပိုပြီးတော့ထိတ်လန့်စရာကောင်းလာကကိုတင်ပေါ်မှာလဲလျောင်းနေတဲ့အာရတနာရဲ့အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတာပါပဲ။ဇလန်းရဲ့တကယ်လျှို့ခွက်စံကျင်မှုကဒီနေရာကနေအစာဖြူခဲ့တာပါ။တစ်ချက်စဉ်းစားကြည့်လေ။ကိုတင်ပေါ်မှာအာရတနာရဲ့အလောင်းကိုတွေ့လိုက်ရလို့သွေးပြစ်နေတဲ့ချိန်ထဲမှာပဲအခန်းထောင်းကနေသူ့ကိုမြတ်တောင်မခတ်တန်းစိုက်ကြည့်နေတဲ့အာရတနာကိုထပ်ပြီးတော့တွေ့လိုက်ရတယ်သူမျက်စိကိုသူမယုံနိုင်ခဲ့ဘူးလူတစ်ယောက်ကတေနေပြီဒါပေမဲ့သူ့ရှေ့မှာတက်ရှိထင်ရှားဘလို့လို့ရနေနိုင်မှာလဲဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကြောင့်ပဲကာတိတစ်ယောက်အသိစိတ်လွတ်ပြီးအဲ့ဒီနေရာမှာပဲတတိလက်သွားပါတော့တယ်ကာတိတစ်ယောက်တတိပြန်လာတဲ့အခါမှာတော့သူ့ဘဝကငရဲလိုပါပဲတစ်ဖက်မှာရဲတွေကသူ့ကိုလူတက်မှုရဲ့အဓိကတန်တရားရှိသူအဖြစ်သတ်မှတ်ထားတယ်နောက်တစ်ဖက်မှာကျတော့မျက်စိနဲ့မမြင်နိုင်တဲ့ကဘာကတည်ဆုံးသွားတဲ့အာရတနာရဲ့ဝိညာဉ်ကသူ့ကိုတစ်ချိန်လုံးလိုက်ပြီးတော့လမ်းပြနေခဲ့ပါတယ်စုံစမ်းစစ်ဆေးမှုတွေစလာတဲ့အခါမှာတသေးထောက်အားလုံးကကားတစ်ကိုပဲညွှန်ပြနေတယ်။ပိုပြီးဆိုတာပါလေဆိုတော့သူ့ခေါင်းကိုထိခိုက်မိထားတာကြောင့်လူတက်မှုဖြစ်တဲ့ညာကဘာတွေထိခဲ့လဲဆိုတာသူဘာမှမမှတ်မိတော့ဘူး။အဲ့တော့သူ့အမှန်တရားစီလမ်းပြပေးနိုင်မယ်တူဦးတဲ့သောသူကတော့သူ့တယောက်တည်းသာမိနေရတဲ့အာရီဒနာရဲ့ဝိညာဉ်ပဲဖြစ်နေခဲ့တာပါ။ရဲဒီရဲ့စုံစမ်းမှုကနေဇလန်တစ်ခုလုံးကိုဘွမ်းကနေဖြစ်သွားစီမဲ့အချက်တစ်ချက်ပေါ်လာတယ်။ကာတစ်ကအာရာဒနာရဲ့အဖေလို့ထင်ထားခဲ့တဲ့ရှင်ဒေးဆိုတဲ့လူဟာတကယ်တော့အာရာဒနာရဲ့အဖေမဟုတ်ပဲသူ့ခင်ပွန်းဖြစ်နေတယ်လို့ရဲစခန်းမှာထွက်ဆိုခဲ့ပါတယ်။ဒီထွက်ဆိုချက်တစ်ခုတည်းနဲ့တင်ကာတစ်တီးထားသမျှအရာအလုံးဇလန်တစ်ခုလုံးဟာလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပါတော့တယ်။ကဲအခုဆိုရင်ဒီလူတက်မှုရဲ့နောက်ွယ်မှာတန်တရားရှိသူက3ယောက်ဖြစ်လာပြီ။
ပထမတစ်ယောက်ကတော့အခင်းဖြစ်တဲ့နေရာမှာတတိလစ်နေခဲ့တဲ့ကျွန်တော်တို့ရဲ့ဇက်အေးကတဲ့ဒုတိယတစ်ယောက်ကတော့သူ့သားတဲ့ကြောက်ကက်ကိုလိုချင်နေတဲ့ဆိုပဲလျှို့ဝှက်ခင်ပွင့်ရှင်တယ်ပြီးတော့တတိယတစ်ယောက်ကတော့လူသက်မှုဖြစ်တဲ့ညကအဲ့ဒီအနီးအနားမှာရှိနေခဲ့တဲ့ဆိုတဲ့ရက်ကွက်လူမိုက်တီလူတကယ်လူသက်သမားကသူတို့၃ယောက်ထဲလာဘသူဖြစ်နိုင်မလဲ โอเคအခုတော့ဇလန်ကပေါ်ပြီးတော့နည်းနည်းလာပြီအပေါ်ရန်တန်တရားလီကိုကြော်လွန်ပြီးလူသက်မှုရဲ့နောက်ွယ်ကတကယ်ကြောက်စရာကောင်းတဲ့အကျဉ်းစီတွေကိုတလွာချင်းစီစပြီးတော့ဖော်ထုတ်ကြည့်အောင် ဒီနေရာမှာဒီလူစီကဟနေဘယ်သူမှထင်မှမထားတဲ့ဝန်ခံချက်တစ်ခုထွက်ပေါ်လာပါတယ်သူကရွေးကောက်ပွဲမှာနိုင်ချင်လွန်းလို့ဘေးရင်ဆရာစကားကိုယုံပြီးအမွေဆက်ခံသူတွေကိုရှင်းပြဖို့ကြံစည်ခဲ့တဲ့သူညီအရင်ကိုတောင်တတ်ခဲ့တယ်ပြီးတော့သူနဲ့ဖဲသူမအေကွဲညီမတော်ဆက်တဲ့အာရဒနာကိုပါတတ်ဖို့အဲ့ဒီညကအိမ်ကိုသွားတယ်ဒါပေမဲ့သူရောက်သွားတဲ့အခါမှာတော့အာရဒနာကတေနေနေပါပြီသူလောက်ခဲ့တာကတော့အခင်းထိနေရာကလူသက်လက်နက်ကိုခိုးယူပြီးကားတက်ကိုတရားခံထိအောင်ထောင်ချောက်ရှင်ခဲ့တာပါပဲဆိုတော့သူဟာလူသက်သမားတယောက်တော့ဟုတ်တယ်ဒါပေမဲ့ဒီလူသက်မှုရဲ့တရားခံတော့မဟုတ်ခဲ့ပြန်ဘူး ကဲတကယ်လူသက်သမားတွေရဲ့ကြောက်စရာကောင်းလောက်အောင်ယုံမာတဲ့အစီအစဉ်ကိုတဆင့်ချင်းစီကြည့်လိုက်ရအောင်အစာကတိကရှင်တွေနဲ့သူမိမဟာသူတို့သားရဲ့ကြောက်ကပ်အတွက်အဖြစ်မဲ့တဲ့အာရဒနာကိုပြစ်မှတ်ထားခဲ့တာပါကွာရှင်ထားတယ်လို့နဲ့ဟန်ဆောင်ပြီးအချစ်ကိုအတုံးဖြိုးကအာရဒနာကိုလက်ထက်ခဲ့တယ်ဒါပေမဲ့အာရဒနာပါကြောက်ကပ်ပြဖို့ညီးလိုက်တဲ့အခါမှာတော့ရှင်တွေနဲ့မိမကလူစိတ်ပြောက်ပြီးအာရဒနာနဲ့သူ့အမေကိုရဲရဲဆက်ဆက်သက်ဖြစ်ခဲ့တာပါအဲ့တော့တကယ်လူသက်သမားအဆက်မှန်တွေကတော့ရှင်တွေနဲ့သူ့လက်စနီတို့ပါပဲသူတို့ရဲ့ရည်ရွယ်ချက်ကအချစ်လုံးဝမဟုတ်ဘူးလူတယောက်ရဲ့အသက်ကိုကိုအင်္ဂါအော်ကအပိုင်းတစ်ခုအတွက်လဲလှယ်ဖို့ကြံစီခဲ့တဲ့ဆက်ဆိုစီအကောင်းတဲ့အကြံစီတတ်ပါပဲသူတို့လည်းလောဘကြောင့်အဖြစ်မဲ့တဲ့လူနှစ်ယောက်ရဲ့အသက်ကိုဘာမှမဖြစ်တယ်လို့တက်ဖြတ်ခဲ့ကြတာ အမှန်တရားဒီအားလုံးပေါ်ပေါက်သွားပြီဆိုတော့ဒီဇလန်မှာပါဝင်ပတ်သက်တဲ့ဇက်ကောင်တယောက်ချင်းစီရဲ့ကံကြမ္မာကတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတော့ကိုကြည့်လိုက်ကြရအောင် ရှင်ဒေးနဲ့သူမိမတို့ကတော့သူတို့ရဲ့ပြစ်မှုအတွက်ထိုက်တန်တဲ့ပြည်တံကိုခံခဲ့ရပါတယ်ကျွန်တော်ရဲ့ဇက်အိတ်ကာတစ်ကတော့သူ့အချစ်အတွက်အသက်ဆက်မရှင်နိုင်ခဲ့ပြီမဲ့ကလေးတစ်ယောက်ကိုကယ်တင်ရင်သူရဲ့ကောင်းတစ်ယောက်လို့တည်ဆုံးသွားခဲ့ပါတယ်ရွေးကောက်ပွဲမှာအနိုင်ရသွားတဲ့တီလူကတော့သူကတော့သူ့အောင်ပွဲကိုမခံစားလိုက်ရပါဘူးသူ့ကိုယ်သူတနတ်နဲ့ပြစ်ပြီးတည်ဆုံးသွားခဲ့တယ်ဒါဟာသူ့ကိုလက်စားချေဖို့ရောက်လာတဲ့ကာတစ်ရဲ့ဝိညာဉ်အကြောင်းဆိုတာဇလန်ကရေးအမြတ်ပြပွားခဲ့ပါတယ် ဒီရုပ်ရှင်ကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုပေးသွားတယ်ဝိညာဉ်တွေကဘာလို့ပေါ်လာရတာလဲအဖြေကတော့ရှင်းရှင်းလေးกว่าပဲအလွန်အမြင်ပြင်းထန်တဲ့စိတ်ခံစားမှုတွေကြောင့်ပေါ့အာရဒနာရဲ့ကားသစ်စပေါ်မှာထားတဲ့အဆုံးမရှိတဲ့ချစ်ချင်းမေတ္တာကသူ့ဝိညာဉ်ကိုကားသစ်စီရောက်လာစေခဲ့တယ်အဲ့ဒီလိုပဲကားသစ်စီရဲ့ဒီလူအပေါ်မှာထားတဲ့ပြင်းထန်တဲ့အမုန်းတရားနဲ့လက်စားချလို့စိတ်ကလည်းသူ့ဝိညာဉ်ကိုဒီလူစီသွားရောက်ပြီးတရားစီရင်စေခဲ့တာပါပဲအချစ်နဲ့အမုန်းဆိုတာလူတစ်ယောက်တည်ဆုံးသွားရင်တောင်ပျောက်ကွယ်မသွားနိုင်ဘူးဆိုတာကိုပြသွားခဲ့တယ်ဇလန်ရဲ့အဆုံးမှာစုံစမ်းရေးမှုကဒီလိုထူးခြားစမ်းကြဲတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးစကားတခွန်းပြောထားခဲ့တယ်။တချို့မေခွန်းတွေကတိတ်ဆိတ်ချင်းနဲ့ပဲဖြေတာအကောင်းဆုံးပဲတဲ့။ဒီစကားကကျွန်တော်တို့ကိုလူအသိဉာဏ်နဲ့နားမလည်နိုင်တဲ့ရှင်းပြလို့မရတဲ့အရာတွေလောကမှာတကယ်ပဲရှိနေသလားဆိုတာကိုစပ်ပြီးတော့တွေးတောနေစေခဲ့ပါတယ်။ဒီရှုပ်ထွေးပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဇလန်ခီးကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်။ ANFS Channel မှာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းရှင်းလင်းတင်ဆက်မှုတွေအများကြီးလာအောင်မှာမို့ Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့ဦးလို့တိုက်တွန်းချင်ပါတယ်။နောက်တစ်ခေါက်မှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတပုံးတဲ့ပြန်လည်ဆုံတွေ့ကြပါမယ်